နှစ်ပွဲဆက်ရှုံးကနေပြီးတော့သင်ခန်းစာကောင်းကောင်းရလာလိမ့်မယ်လို့ထင်ရတယ် Real Madrid ညီကိုတွေအားလုံးပဲမင်္ဂလာပါပေါ့နော်ဒါမနေ့ကလည်းအဆင်ပြေခဲ့မယ်ဆိုတာဒါလုံးဝယုံကြည်တယ်ဒါထပ်ပြီးတော့လည်းအဆင်ပြေသွားခဲ့တယ်ပေါ့နော်ဒီထက်ပိုပြီးတော့ဒါအဆင်ပြေသွားခဲ့တာတော့ဒါ Telegram Channel ကို join ထားတဲ့ညီကိုတွေပေါ့နော်ဒါကြောင့်မလို့ကျွန်တော် Telegram Channel ကို join ထားပါဆိုပြီးတော့ခဏပြောတယ်ညဆိုရင်ဒါ3သင်းပေါင်းလဲအကျွတ်လို့ပောက်ခဲ့တာဆိုတော့ဒါပိုပြီးတော့တောင်အဆင်ပြေခဲ့မယ်လို့မျှော်လင့်နေပေါ့နော် Channel link လေးကိုတော့ကျွန်တော်အခု profile ရဲ့အောက်မှာချပေးထားတာမို့လို့ link လေးကိုနှိပ်ပြီးတော့ဒါတိုက်ရိုက် join ထားလို့ရပါလို့ပြောရနေပြီးတော့ပဲဒီနေ့လဲဒါညီကိုတွေအတွက်အကောင်းဆုံးဖြစ်အောင်ရွေးချယ်ပေးမယ်ပေါ့နော်ဆိုတော့အရင်ဆုံးရီးရဲ့အိမ်ငွင်းကနေပြီးတော့ဂီရိုနာကိုဒါ2ပေါင်း80 9ပေါင်းစီ3လုံးနှုတ်80ဆိုပြီးတော့ပေါက်တယ်ပေါ့နော်ဒီသေးတန်းမှာကျွန်တော်ကတော့ဒါရီးရဲ့အနေနဲ့တွေးဆုံမှုကြီးတန်းရရင်ပြောပါဆိုရင်တော့ဒါပြော့တယ်လို့ပဲပြောလို့ရတယ်ပေါ့နော်ရှစ်တကြောအဝေးကွင်းတွေးဆုံခဲ့တော့ဆိုရင်ရီးရဲ့1နှုတ်40ဆိုပြီးတော့ပေါက်ခဲ့တာမို့လို့ဒါကြီးလဲမောင်ခဲ့ဘူးနော်1-1နဲ့ပြီးခဲ့တယ်ဒါအခုအိမ်ငွင်းပြန်ရောက်တဲ့အချိန်မှာဒါ2ပေါင်း60ပေါက်မှာပုံမှန်ကြီးဆိုတော့ဒါတွေးဆုံမှုရတော့ဒီကြီးတန်းကဒါပြော့နေရလို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့လည်းဒါတွေးဆုံခဲ့တာရှစ်နှစ်က12လပိုင်းရဆိုတော့တော်တော်ဝေးတယ်ပေါ့နော်အဲ့ဒါကိုကြည့်ပြီးတော့အခုကြေးပြင်းနေပြော့တယ်ဟိုဒါဆုံးဖြတ်လို့မရဘူးလို့တော့ကျွန်တော်တို့မြင်နေပေါ့နော်ဒါကြောင့်ပဲဒါဒီနှစ်သင်းမကြသေးခင်အချိန်တွင်းမှာဒါကန်ခဲ့တဲ့ဆယ်တာဘီကိုကျွန်တော်ကြားချပြီးတော့တွက်ပြမယ်ပေါ့နော်ဆိုတော့ဂီရိုနာရဲ့အိမ်ကွင်းမှာဆယ်တာဘီကိုနဲ့ကန်ခဲ့တဲ့ပွဲရဆိုရင်ဂီရိုနာကဒါတရေ30ရှုံးဆိုပြီးတော့အိမ်ကွင်းကနေပေါက်တယ်ပေါ့နော်တရေ50ရှုံးအပြည့်မပေါက်ခဲ့တာကြောင့်ဒါဆယ်တာဘီကိုကဂီရိုနာထက်ဆိုရင်ဒါပြား20ပိုတာတဲ့အသင်းလို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒီလိုပဲဒါဆယ်တာဘီကိုရဲ့အိမ်ကွင်းမှာပဲရီယက်နဲ့ကန်ခဲ့တဲ့ပွဲမှာကြတော့ဒါရီယက်အနေနဲ့အဝေးကွင်းကနေပြီးတော့တရေ30ရှုံးဆိုပြီးတော့ပေါက်တယ်ပေါ့နော်ဒါကြောင့်ရီယက်ကဂျားကွင်းဆိုရင်တရေ80ရှုံးပေါက်မှာဖြစ်လို့ဒါဆယ်တာဘီကိုထက်ဆိုရင်ရီယက်တာရာမပြား80တိတိပဲပိုတာတယ်ပေါ့နော်ဒါဆိုရင်ဂီရိုရာထက်ဆိုရင်ရီယက်အခုချိန်မှာတာရာမပြား100ပဲပိုတာတဲ့အသင်းလို့ပြောလို့ရတယ်ဆိုတော့အခုအိမ်ကွင်းမှာကန်မှာမို့လို့ပြား90ထပ်ပေါင်ပြီးတော့1ပေါင်း90ဒါကြေးပြင်းနေတယ်ဆိုရင်1တီလောက်ပေါက်ရင်တော့ဒါပေါက်လို့ရနေတဲ့အခြေအနေကို1နှုတ်100ကြော်ပေါ့နော်ဒါ2ပေါင်း80ဆိုတာတော်တော်ပြင်းတဲ့ကြီးတန်းတစ်ရက်ကိုရီးရဲ့အနေနဲ့ပေးထားလို့တော့ကျွန်တော်တို့မြင်နေပါတော့ဆိုတော့ရှစ်တဝဲကဘိုင်ယန်ကိုမရှုံးသင့်မဲနဲ့ရှုံးခဲ့ရတဲ့ရီးရဲ့အနေနဲ့ဒါလာလီဂါမှာအဆင့်200မှာရောက်နေပြီးတော့အဆင့်1ကဘာစီလိုနာရဲ့9မှတ်ပြတ်ထားတာကိုခံနေရတဲ့အခြေအနေမှာဒါရီးရဲ့အနေနဲ့အခုပွဲတော့လွတ်လွတ်ကျွတ်နိုင်သင့်ပြီလို့တော့ကျွန်တော်ကတော့မြင်နေပါတော့ဆိုတော့ကြေးမအောင်တာလဲနှစ်ပွဲဆက်ဖြစ်နေပြီဆိုတဲ့အခြေအနေမှာဒီပွဲတော့ဒါရီးရဲ့အနေနဲ့ဒါလွတ်လွတ်ကျွတ်နဲ့ပဲကြီးအောင်သွားလိမ့်မယ်လို့တော့ကျွန်တော်တော့ထင်တယ်ဂိုးပေါင်းသေး3လုံးနှုတ်80မှာလဲဂီရိုနာကုနာပိုင်းကောင်းလာတာမှန်ပေမဲ့နှစ်သင်းသလုံးဂိုးရနိုင်တဲ့အခြေအနေကိုပေးထားတာမဟုတ်ဘဲနဲ့ဒါရီယက်တစ်သင်းနဲ့ဂိုးသွင်းမဲ့အခြေအနေအရာဒီကြေးတောင်လှည့်ပြီးပေးထားရလို့တော့ကျွန်တော်တော့ထင်တယ်ပေါ့နော်ဒါကြောင့်ပဲရီယက်အနေနဲ့ဒီဘက်မှာဒါဂိုးပြတ်နေပဲလွတ်လွတ်ကျွတ်နိုင်သွားလိမ့်မယ်လို့လဲကျွန်တော်ထင်တယ်ဒါကြောင့်ပဲလိုရင်းတို့ရှင်းနဲ့ကျွန်တော်ကြေးတန်းရ30ချက်လေးလုပ်ပေးခဲ့တာဖြစ်တယ်ပေါ့နော်ဒီနေ့တပွဲကောင်းရွေးချယ်မှုအနေနဲ့ Real Madrid body ကိုပဲဒါတပွဲကောင်းအနေနဲ့ရွေးချယ်ပေးလိုက်ရနေပြီးတော့ပဲကျွန်တော်ဗီဒီယိုလေးကိုဒီတင်ရနာလိုက်ပါတယ်ဗျကျေးဇူးခဲ့တယ်ကျွန်တော်ရဲ့ညီကိုကြီးတောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်